ဒီမှာတော့မတ trade ကားထဲမှာပေါ့နော်ပစ္စထက်မယ်ဆိုရင်ဒီဗီဒီယိုနဲ့အဆုံးထိကြည့်လိုက်မတ trade ကားထဲမှာတော့ပစ္စဘယ်လောက်ရှိလဲဆိုတာအမှကြည့်လိုက်ပစ္စဆိုရင်ဘယ်လောက်ရှိလဲဆိုတာအမှကြည့်ပါစောနေမယ်နေပြီးတော့ဒီမှာတော့ပစ္စက9ပြားပဲရှိတယ်အမှ9ချက်ပဲရှိတယ်9ချက်ပဲရှိတော့အမှကြည့်9ချက်ပဲရှိတယ်ဒီမှာတွေ့လားသူ့ရဲ့အကောင့်နံပါတ်တွေ့လားအဲ့မှာပြီးတော့ setting ထဲမှာသွားပြီးတော့သူ့ရဲ့အတွင်းနောင်းဆိုပြီးတော့အကောင့်နံပါတ်ရှိတယ်အဲ့မှာပြီးတော့ copy ယူလို့ရတယ်ဒီမှာသူ့ရဲ့ဘေးနားမှာ copy ယူလိုက်ဒီ member ထဲမှာသွား member ရဲ့ MAE ထဲမှာသွားလိုက်မဘေးထဲမှာသွားပြီးတော့ transfer ကိုနှိပ်လိုက်ပြီးတော့ကိုယ့်ရဲ့ password ကိုနှိပ်လိုက်နော်ကိုယ့်ရဲ့ member ရဲ့ online banking password ကိုနှိပ်လိုက်ကိုယ့်ရဲ့ password ကိုနှိပ်ပြီးလို့ရှိရင်ဒီမှာကြည့်ဒီမှာကြည့် password နှိပ်ပြီးလို့ရှိရင်အဲ့မှာတွေ့လားအာဒါဆိုပြီးတော့နှိပ်လိုက်ဘန်ကိုရွေးလိုက်ပြီးတော့ကိုထက်မဲ့ mental trade ကိုလိုက်စားလဲပေါ့နော် mental trade ကိုလိုက်စားလဲမှာ mental trade မှာmental trade ကိုနှိပ်ပြီးတော့ခုနကတော့ account နံပါတ်ကိုထည့်လိုက်ခုနကတော့ account နံပါတ်ထည့်ပြီးတော့ဆိုရင် select transfer တက်ဆိုနှိပ်ရမယ် select transfer တက်ကိုနှိပ်ရမယ်အဲ့ဒီနေရာမှာနှိပ်မယ်နော်ပြီးတော့ကိုထက်မဲ့အမောင်းကိုရေးလိုက်အမှဥမာတော့900ထက်မယ်နော်900ထက်ပြီးတော့အမရေးလိုက်ဒီလားမတ trace ဆိုပြီးတော့ကိုယ့်ရဲ့ account နံပါတ်မှန်လို့ရှိရင်နာမည်တန်းပေါ်တယ်နော်ကိုယ့်ရဲ့နာမည်တန်းပေါ်တယ်ဒီမှာပြီးတော့ approve လုပ်မယ်ပြီးတော့ done ပြီးတော့မတ trace ကိုပြမယ်နော်ခုနကတော့9ချက်ပဲရှိတယ်နော်အခုဘယ်လောက်ဝင်ပြီလဲဆိုတော့ကြည့်အမှpassword ထည့်မယ်တွေ့လားအဲ့မှာ900နဲ့9ချက်ဖြစ်သွားပြီနော်အဲ့မှာတွေ့တယ်နော် AL မျိုးထက်နေမသိတဲ့သူအတွက်တော့သိတဲ့သူဆိုကြော်သွားလိုက်